ကဲအပိုင်းတင်မှာတော့ကကျွန်တော်တို့ရဲ့ဂျိုတယောက်ကျောင်းနှဆိုးရာဂုံနဲ့ပေါင်းပြီးနှဆိုးကြီးကိုအောင်မြင်မြင်နှိမ်နှင်းခဲ့ပြင်မဲ့ဇလန်းကအဲ့ဒီမှာနေမပြီးသေးပါဘူးဗျအဲ့ဒီတိုက်ပွဲအပြီးမှာပဲတဘာဝလွန်ကိစ္စရက်တွေကိုလှုပ်ဝက်ကင်တွေရတဲ့အစိုးရရဲ့အထူးအဖွဲ့အစည်းကလူတွေရောက်လာပြီးဂျိုတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ဂျီရိုတတိယလာတဲ့အချိန်မှာတော့သူ့အလုံခြုံရေးအပြည့်ချထားတဲ့စစ်စေးရဲခန်းတစ်ခုထဲမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်သူ့ရှိမှတော့မဟူယာအလင်းဘလက်တိုလို့ခေါ်တဲ့အထက်အဖွဲ့အစည်းရဲ့အကြီးအကဲရှီဘာကစောင့်နေခဲ့ပါတယ်ရှီဘာကဂျိုတို့ရဲ့ခန္ဓာကိုယ်မှာစောအားကြီးနဆိုရာကိုရှိနေတာကိုသိတာကြောင့်ဂျိုတို့ကလူသားတွေအတွက်အန္တရာယ်ရှိလားမရှိဘူးလားဆိုတာကိုအသေးအချာစစ်ဆေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ဂျီရိုကတော့သူ့အသက်ကိုကယ်ခဲ့တဲ့ရာကိုတစ္ဆာမဖောက်နိုင်ကြောင်းနဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ထိန်းချုပ်ထားနိုင်ကြောင်းခက်တင်းနေမဲ့ပြန်ပြောခဲ့ပါတယ်ဂျီရိုရဲ့စကားကိုသက်သေပြဖို့အတွက်ရှီဘာသူ့ကိုလည်းစွမ်းရည်စမ်းသပ်မှုတစ်ခုလည်းလှုပ်ခိုင်းပါတော့တယ်အဲ့ဒီမှာတင်းနဲ့ပလက်သောအဖွဲ့အစည်းရဲ့လည်းနောက်ထပ်ထိတ်တန်းတိုက်ခိုက်ရေးသူရဲကောင်းတယောက်ဖြစ်တဲ့ချီကာဟာစီးကန်းကြီးတဲ့နတ်ဆိုးတွေကိုလုံးဝမုန်းတီးသူတဲ့ဖြစ်တာကြောင့်ချီကာနဲ့ဂျိုယူတို့လည်းထိတ်တိုက်တဲ့တွေးဆုံကြပါတော့တယ်ဂျီရိုရဲ့ခန္ဓာကိုယ်ထဲကနတ်ဆိုးစွမ်းရင်ကိုလည်းမယုံပဲနတ်ဆိုးစွမ်းရင်ကိုမယုံကြည်ပဲဂျီရိုကိုပြင်းပြင်းထန်ထန်စိန်ခေါ်တိုက်ခိုက်ခဲ့ပါတော့တယ်တိုက်ပွဲပြီးမှာတော့ဂျိုရိုဟာနတ်ဆိုးစွမ်းအားကိုပြေးကင်းကင်းနဲ့သုံးနိုင်ရုံတင်မကပဲသူ့ရဲ့နေကြတိုက်ခိုက်ရေးဗီဇကလည်းတာမန်နဲ့ထူးကဲနေတာကိုအားလုံးပဲလက်ခံသွားကြပါတော့တယ်အကြီးကဲရှိပါကဂျီရိုကိုအသေးသက်မဲ့အစားလည်းဘလက်တို့အဖွဲ့အစည်းကိုလည်းဝင်ရောက်ဖို့လည်းလူသားတွေကိုရန်ပြုနေတဲ့တခြားတော့ထက်တဲ့နတ်ဆိုးတွေကိုအတူတူနှိမ်နှင်းဖို့ကမ်းလှမ်းချက်ပေးပါတော့တယ်ဂျီရိုရဲ့လည်းကြောင်နတ်ဆိုးရာကိုတို့ဟာလည်းသူတို့ရဲ့အသက်ရှင်သန်ခွင့်နဲ့လွတ်လပ်ခွင့်အတွက်လည်းဒီကမ်းလှမ်းချက်ကိုလက်ခံပြီးတရားဝင်ထူးအဖွဲ့ဝင်ဖြစ်လာပါတော့တယ်ကဲအခုဆိုဂျူရိုတယောက်သာမန်ကျောင်းသားဘွားကနေအစိုးရရဲ့လှုပ်ဝက်တိုက်ခိုက်ရေးသမားတယောက်အဖြစ်ကိုတရားဝင်ကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ရှေ့လျှောက်သူတိုက်ခိုက်ရမယ့်နတ်ဆိုးတွေကအခုတည်းမကပိုပြီးအင်အားကြီးလာအောင်ပါဂျီရိုရဲ့အဖွဲ့ဝင်အသစ်တွေနဲ့ပထမဆုံးမရှင်ကဘယ်လိုဖြစ်လာမလဲဆိုတာကိုအပိုင်း3မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါခင်ဗျ